Hello ဒီ video clip လေးကပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်မလေးရှားကိုခီးသွားခဲ့တဲ့ video clip လေးတစ်ခုပေါ့နော်ဘာလို့အခုလိုမျိုးနောက်ကပြောနေရလဲဆိုရင်ခီးသွားတဲ့အတွေ့အကြုံလေး sharing လုပ်ချင်တာလည်းပါတယ်ပြီးတော့အခု video ရဲ့နောက်မှာထည့်ထားတဲ့ background တခြင်းကိုလည်းပြန်မဖြတ်ချင်တာလည်းပါတယ်ကျွန်တော်အတိုင်မပါဘူးဆိုလို့ရှိရင်video တခြင်းက copyright မိနေတယ်ဆိုတော့တခြင်းဖြတ်ရမှာပါမပြောင်းချင်အဲ့ဒါလည်းပါဆိုတော့ထားပါတော့ခီးသွားတော့ကျွန်တော်တို့3နေရာသွားတယ်ဂျန်နီ Highland ရယ် KL Kuala Lumpur ရယ် Malacca ရယ်3နေရာသွားတယ် budget trip အဲ့3နေရာထဲမှာကျွန်တော်ကြိုက်ဆုံးကတော့ဂျန်နီ Highland ဆောင်းမိုက်ဘာဖြစ်လို့လဲဆိုတော့အမှ coffee ဆိုင်လေးမှာထိုင်နေတဲ့ချိန်မှာမျက်နှာကိုလာရိုက်တဲ့မြူကိုးလေးတွေတိမ်ငွေ့လေးတွေအဲ့ဒါလေးအရင်ခံစားလို့ကောင်းရှယ်ပဲကျွန်တော်ပြီးတော့တောင်တန်းတွေကြိုက်တယ်ပြီးတော့ပင်လေတွေစီသွားတာကြိုက်တယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ကျွန်တော်တို့က share ပဲခွက်တီးပဲပြီးတော့ KL ကကျတော့မြို့ကြီး big city ပေါ့နော် shopping ထွက်မဲ့လူတွေ shopping ထွက်တဲ့လူမျိုးတွေစားတော့စားတဲ့လူမျိုးတွေဆိုရင်တော့အဆင်ပြေတယ်ကျွန်တော်တို့ကကျတော့ KL နဲ့မကပ်ဘူးအဲ့လိုမျိုး big city တခုကနေပြီးတော့မြို့ပြ live ကနေပြီးတော့ရုံထွက်ချင်တဲ့လူဖြစ်တဲ့အခါကျတော့အဲ့လိုမျိုးရုံထွက်လာပါတယ်ဆိုမှဒီအဲ့လိုမျိုးပြကြီးထဲမှာမနေချင်ဘူးကမလဲချင်ဘူးအတွေ့အကြုံတော့ရတယ်တော့လွယ်တော့လဲတဲ့နေပေါ့နော်လဲခဲ့ပါတယ်ပြီးတော့မာလကာကကျတော့အရန်မြို့ကြီးမဟုတ်ဘူးမြို့သေးတွေလို့ပြောလို့ရမယ်ဒါပေမဲ့သူ့မှာတမိုင်းဝင်အမွေနှစ်တွေရှိတယ်အရင်တော့ Dutch တို့ Portuguese တို့တိုက်ခဲတော့အချိန်တွေတော့အဲ့လိုမျိုးသူတို့ရဲ့ခံတက်တွေဆောက်ခဲ့တဲ့နှစ်ပေါင်းရကြရတာဆိုလို့ရှိရင်အဲ့ဒါကြီးဆိုလို့ရှိရင်ပြီးတော့ဒီ Charles Day တမိုင်းဝင်အဲ့လိုမျိုးဆောက်ခဲ့တဲ့ Charles Day ရှိတယ်ပြီးတော့ရင် night market အရမ်းမိုက်တဲ့ street food ကြိုက်တော့ကြ street food သွားစား night market မှာ share ဖြုတ်အဲ့လိုပြီးတော့ရင်ပါရှိတယ်ဆိုတော့ river cruise စီးတယ်မာလကာမှာဒါတော့ပဲတခြားအရင်ကျွန်တော်တို့မာလကာမှာထူးထူးခြားခြားမရှိဘူးအကြိုက်ဆုံးကတော့ဂျန်နီ Highland ပေါ့နော်ဂျန်နီ Highland တော့အကြိုက်ဆုံးပါတောင်ပေါ်နေဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့၄ယောက်